ဒီနေ့ကတော့တကယ်ချင်းအိမ်မှာစာပြတော့စားရလို့လေးဖြစ်ပါတယ်အရင်ဦးဆုံးဆလရွက်ခါကျဲဦးကိုစီနန်တွေကိုတာပြီးလို့ရှိရင်ခါကျဲဦးကိုဝန်းနဲ့ချစ်မှာပေါ့နော်ဒီနေ့ချစ်အားလေးထည့်တယ်ပေါ့နော်ခါမထားဘူးအောင်သူလောက်တာကြည့်ရပါသူကမောင်ပတ်လေးတခြားစီတဲ့ပဲစာပြအသက်ကတော့အနစ်ပေါ့နော်အနစ်ကောင်းလို့ဒါလမ်းကြုံလေးသူကြီးစားအတင်းပြောပါတယ်ရှင်အဲစာပြကိုငါကြက်မဲနဲ့စားတယ်ကျွန်တော်ကဒါ favorite ခုချင်းစစီစီရတစ်ချက်ပေးပြီးရစားကန်ဒီစူတောင်းမယ်ပေါ့နော်စူတောင်းတဲ့ပုံမေးဒါကကျတော့အလုံးပြင်ဆင်ပြီးစားမယ်ဘယ်လိုစားမလဲဆိုတော့ရေမုံဘက်ကိုအရင်ထည့်မယ်သူပြောတာပဲအဲခါကျဦးရီထည့်ခါကျဦးရီထည့်တယ်ဆလရွက်တီထည့်တယ်ဒါပေမဲ့သူကဆလရွက်မထည့်ချင်လို့ဆိုဆလရွက်မထည့်သေးပါဘူးเนาะအဲဒီဆလရွက်ကိုကျွန်တော်လည်းမမြင်ဘူးစားလည်းမစားဘူးတူချိုးမှပဲစားဘူးပါတယ်ဘာဆလလဲလို့တော့ကျွန်တော်လည်းမသိဘူးအပြင်အနည်းကလေးထည့်ပေါ့เนาะအဲဒါသူကရောင်းမှာတဲ့ဆလက်ပါစပ်ပြရောင်းမှာမို့လို့စမ်းကျွေးတာတဲ့အဲဒါတော့မဆိုးပါဘူးပေါ့နော်မဆိုးလို့လည်းမရဘူးလေသူလို့ကျွေးရဆိုတော့လေအဲလိုလေးနေပြီးတော့စားပါမယ်ဘယ်လိုလေးစားလဲတော့မသိပါဘူးစားလို့တော့မဆိုးပါဘူးကောင်းပါတယ်ပေါ့နော်အားလုံးကျေးဇူးတင်ပါတယ်ရှင်